မင်္ဂလာပါပရိသတ်ကြီးဒီနေ့မှာတော့ Facebook ပေါ်ကစော်ကြီးဘဲကြီးရဲ့စကားတွေကိုယုံပြီးလိုက်ပြေးမိရကနေလူကုန်ကူးဂိုင်းကြီးတစ်ခုလုံးကိုတယောက်တည်းဒူးနဲ့တိုက်ခြေထောက်နဲ့ကန်ပြီးဖျက်ဆီးပြလိုက်တဲ့ရင်လက်ဆိုတဲ့ရွာသူလေးအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဇလန်းအစမှာတော့ဇက်လိုက်မင်းသမီးရင်လက်တယောက်ဖုံးဖို့ရင်စိတ်ကူးရင်နေတာကိုတွေ့ရပါတယ်ဟိုဘက်ကဘဲကြီးနံပါတ်ကဖုံးခိုင်နဲ့profile ပုံကြည့်ရင်တော့ကိုရီးယားမင်းသားရှုံးလောက်တဲ့ရုပ်ဗျာမောင်မင်းကိုတသက်လုံးတော်ဝင်နန်းသုံးထားပါမယ်ဆိုပြီးဂျင်းထဲတာကိုရင်လက်ခညာအဟုတ်မှဒီအထောက်ဆွဲလိုက်ကြီးပါလေတော့ online အချစ်ဆိုတာဖျဲသီးလိုပဲဗျာခွဲကြည့်မှအဖြူအနီတီးရမယ်ဆိုတာမေ့နေတာကိုမြို့ပေါ်ရောက်တော့ဇက်ကလေထွက်သွားရောချက်လာကြီးရဲ့ဆိုတဲ့ကိုဖုံးခိုင်ကတကယ်တော့လူကုန်ကူးတဲ့ပွဲစားကြီးဖြစ်နေတာဗျာရင်လက်ကိုဦးတိုးနောင်နဲ့မြို့တို့ပိုင်တဲ့အိမ်မက်တိမ်လွာတဲကိုကနာမည်ကသာလှတာတကယ်ကဒုစရိုက်တိုက်မာပေါင်ချိန်ပြီးရောင်းစားလိုက်ပါရောရင်လက်ခမဟိငါ့ကိုတင်တောင်းမယ်ဆိုပြီးဘာလို့ဒီရောက်နေတာလဲဆိုပြီးကြောင်တောင်ဖြစ်နေတော့မှာပဲအမှန်တရားကိုတီးလိုက်ရပါတယ်တနာပါတယ်ရင်လက်ရဲ့အချစ်ကမျက်စိမကန်းဘူးနင့်မျက်စိကကန်းနေတာပါဂိုင်းစတာဦးတိုးနောင်တို့ကရင်လက်ကိုအချိုတက်ပြီးဧည့်သည်တွေနဲ့ပျော်ပါခိုင်းဖို့ကြိုးစားကြတယ်။ဒါပေမဲ့ဆရာတို့လူရွေးမားသွားပြီ။ရင်လက်ကရွာသူသားဆိုတဲ့သူ့အဖေတင်ပေးလိုက်တဲ့တိုင်းပညာတွေကတစ်ဖက်ကန်းခတ်ဗျာ။ငါကိုဘာမှတ်နေလဲဆိုပြီးစတိုင်ထုတ်ဖို့အချိန်မရလိုက်ဘူး။ဟိုဘက်မှာရင်လက်ရဲ့ပကြီးဦးစော်လွင်ကလည်းငါတူမဘဲကောင်ခေါ်သွားလဲဆိုပြီးဓာဆွဲလိုက်ရှာနေပြီ။ဒီအခန်းကတော့အမျိုးဆုံးပဲဗျာ။ထွက်ပေးဖို့ကြိုးစားရင်လာသားရဲ့လူမိုက်တွေကိုရင်လက်ကအရှင်မင်းသမီးရှုံးလောက်အောင်ဆွဲချိုက်တော့တာပဲဒူးနဲ့တိုက်တတောင်နဲ့ခေါင်းစွမ်းကျင်အောက်တီးတွေနဲ့ပါစော်ထဲ့တာလူမိုက်တွေခမအမေရဲ့ကဲပါအောင်တစားစားအော်နေရတဲ့အခြေအနေမိန်းကလေးကိုအထင်မသေးနဲ့နော်မိတ်ကလဲလင်းတတ်တယ်လို့အသေးအလဲလဲကန်တတ်တယ်ဆိုတာပြလိုက်တာပဲနောက်ဆုံးတော့ပကြီးရောရဲတွေပါရောက်လာပြီးဝင်စီးတော့တာပေါ့ရင်လက်ကိုရောင်းစားတဲ့ဖုံးခိုင်ဆိုတဲ့ငဘာဝတ်ကတော့ထွက်ပြေးရဲဆိုင်ကဲမောက်ပြီးဂိတ်သွားရှာတယ်ဒါမျိုးကြောက်တော့လဲဝတ်ကချက်ချင်းလဲတာဗျာဦးတိုးနောင်နဲ့မမျိုးတို့စုံတွဲလဲလက်ထိတ်လေးတွေကိုစီနဲ့ထောင်တန်းဆန်သွားချိန်မှာတော့ရင်လက်နဲ့တခြားမိန်းကလေးတွေလွတ်မြောက်သွားကြပါပြီကဲဒီစကားလေးပေးခြင်းတဲ့သင်ခန်းစာကတော့ Facebook ပေါ်က profile ပုံကြည့်ပြီးစိတ်မလှုပ်ရှားကြပါနဲ့လူတိုင်းကရင်လက်လို့ကိုကံပညာခါပတ်နဲ့မဟုတ်ကြပါဘူးကိုကံပညာမတိုက်ရင် online အချစ်ကိုရှောင်ပါလို့မှာရင်ဒီနေ့ရဲ့ movie recap လေးကိုဒီမှာတည်းနားလိုက်ပါရစီခင်ဗျာ like and subscribe လုပ်ဖို့မမေ့နဲ့နော်